ရိုနယ်ဒိုကဂိုးထောင်ပြေးဖို့ရင်းနေပူပန်နတီလွမ်းနေအချိန်မှာမက်ဆီကတော့တတရာနဲ့ဂိုး900ပြေးပါတော့မယ်။မက်ဆီအတွက်900ပြေးဆိုတာချန်နယ်ကကျဲကိုသွားကောက်တော့ပဲလွယ်ကူနေချိန်မှာဒီဘက်ကအကိုကြီးကတော့1000ပြေးဖို့အတွက်ကာရုံးပုံထဲမှာအရှာနေရသလိုပူလောင်ပြာခတ်နေရတာကိုမြင်ရတာတကယ်ကိုသနာစရာကောင်းလာပါတယ်။ဘရန်ဒန်အောင်မင်းလာမြောင်ဝိုင်း2ကနေအားလုံးကိုပြန်လဲကြော်လိုက်ပါတယ်။ပြီးခဲ့တဲ့ရက်ကအော်လန်ဒိုစီးတီးကို4-9နဲ့တီးထုတ်လိုက်တဲ့ပွဲမှာကျွန်တော်တို့ရဲ့နှကမ်းမွေးမပါတဲ့မော်ဆီယာလီယိုနယ်မက်ဆီတယောက်2ဂိုးသွင်းပြီး22ရာသီစက်တိုက်ဂိုးသွင်းတဲ့စံချိန်ကြီးကိုကြကြနနတင်လိုက်ပြန်ပါပြီ။မက်ဆီကစားတာကိုကြည့်ရတော့ပန်းချန်ထဲမှာလမ်းလျှောက်နေတဲ့အငိမ့်စားဖိုးကြီးတယောက်အမတ်မတင်ဘောလုံးကန်လိုက်လို့ဂိုးဝင်သွားသလိုမျိုးအေးဆေးလွန်လာပါတယ်။ပွဲပေါင်း1139ပွဲမှာသွင်းကို898ကိုဂိုးပန်လေးမှု409ကျင်းဆိုတဲ့ဂိမ်းကနန်းတွေကခင်ဗျားတို့ကျွန်တော်တို့ဂိမ်းကစားတာတော့အဲ့လောက်ထိမရနိုင်တဲ့အဆင့်တန်းမျိုးပါဗျာ။မက်ဆီကအခုဆိုရင်900ပြည့်ဖို့2ဂိုးပဲလိုပါတော့တယ်။ဒါပေမဲ့သူမျက်နှာကိုကြည့်လိုက်ရင်အကျွေးတောင်းတဲ့သူမရှိတော့စိတ်အေးလေအိပ်ပျော်နေတဲ့သူလိုပါပဲ900ပြေးမလားမပြေဘူးလားဆိုတာသူ့အတွက်အရေးမကြီးဘူးအဓိကဘောလုံးနဲ့ကားခုံဖို့ပဲစိတ်ဝင်စားတာပါဒါပေမဲ့တစ်ဖက်ကအမြဲတမ်းအားကစားခန်းမမှာနေထိုင်တဲ့ကျွန်တော်တို့ရဲ့ကိုကြီးရိုနယ်ဒိုကိုကြည့်လိုက်ပါဦးသင်းကုန်း1000ဆိုတဲ့ဂိမ်းကနန်းကြီးကိုအိမ်မက်မက်ပြီးညဘက်မှာရောင်ရောင်ပြီးစဝေလုံးအောင်နေသလားတော့အောင်မေးရပါတယ်1000ပြေးကျင်စောနဲ့ပရလီရရင်တော့6လောက်တည်းတုံးပြီးလွဲချော်နေတာကိုမြင်ရတော့ထမင်းစပွဲမှာဟင်းကောင်းတစ်ခွက်ကိုဇွတ်လို့စားဖို့ကြိုးစားရင်ဇွန်းနဲ့ကင်လို့ကြကုန်တဲ့ကလေးလေးနဲ့တူနေလို့ပါပဲဗျာရဲဒိုကတော့ပနတီရဖို့ဖျားမှာရစ်ပူဆောင်ရမလို့ဖြစ်နေချိန်မှာမက်ဆီကတော့ပနတီမပါဘဲနဲ့တင်ဂိုးတွေကိုလက်ဆောင်ပေးသလိုရနေတာပါမက်ဆီကစာမချန်ဘဲနဲ့ဆောင်းပွဲကန်းထဲမှာဝင်ထိုင်ကမှပုတ်စာတွေကကိုတိတာရဲ့ကြီးပဲထွက်လာလို့ဂုံတို့ထက်သွားတဲ့သူနဲ့တူပြီးရဲဒိုကတော့စာအုပ်တယောက်လုံးကိုအလွတ်ချက်ထားပြီးမှဆောင်းပွဲကန်းထဲရောက်တော့ရင်တုံပန်းတုံဖြစ်ပြီးကျက်လာတဲ့စာတွေအကုန်မေးသွားလို့ထိုင်ကုန်နေတဲ့သူနဲ့တူနေပါတယ်မက်ဆီကရိုနယ်ဒိုရဲ့အစံရည်တွေကိုကောင်းနေတော့မထင်ပါဘူးဒါပေမဲ့ဒီပုံစံအတိုင်းသာတတရာဆက်သွားမယ်ဆိုရင်နောက်တစ်နေ့အတွင်းရဲဒိုအသေးအတန်စူးစမ်းထားသမျှစံရည်တွေကိုမက်ဆီကလမ်းလျှောက်ရင်းနဲ့ကြော်တက်သွားမှတေချာနေပါပြီ။ရဲဒိုခင်ဗျာကိုရှိကလူကဖြည်းဖြည်းလေးလမ်းလျှောက်နေတာကိုကိုကမော်ဒကောပြေးလိုက်နေရင်းနဲ့အသက်ရှူကျက်နေရတဲ့သူလိုဖြစ်နေရှာမယ်ဆိုတာတေချာပါတယ်။မက်ဆီရဲ့ဂိုးဖန်နေမှု409ကျင်းဆိုတာကရဲဒိုဘယ်တော့မှမလိုက်နိုင်တဲ့အီရတ်တောင်ကြီးလိုပါပဲ။မက်ဆီကဂိုးသိမ်းရုံနဲ့မကပဲတကယ်ချင်းတွေကမုတ်ဝေကျွေးနေတယ်လို့ဂိုးတွေဖန်နေပေးနေတာပါ။မက်ဆီရဲ့စိတ်ထားကတရေကြီးတယောက်ကလမ်းသွားလက်လာတွေကိုပတ်စံဝေပေးနေတယ်လို့ရေရောလို့ပြီးရဲဒိုကတော့ကိုပကံတွေကဓမင်းလုံးလေးတစ်လုံးကိုတော့သူများလာနိုင်မှာကြောက်နေတဲ့သူလိုမျိုးပဲဂိုးရဖို့ကိုပဲတဲတန်ဖြစ်နေတာပါကြားလဲကြားတဲ့လူပါပဲဗျာအော်လန်ဒိုစီးတီးနဲ့ပွဲမှာမက်ဆီကစားသွားတာကိုကြည့်ပြီးရဲဒိုကြောင့်အားတဲ့သဲကန်တာထဲမှာရေတက်ခန်းချောက်သလိုခန်းစားသွားရမှာသိကြပါတယ်မက်ဆီကအမေရိကန်မှာအားလည်းရဲ့အပန်းဖြေနေရင်စိုင်းနေတင်နေတာဖြစ်ပြီးရဲဒိုကတော့ဆော်ရီမှာအလုံးကျန်းလုံးနေရသလိုရုန်းကန်နေရတာကတော့တကယ်ကိုကွာခြားချက်ကြီးပါပဲအကြောင်းပြပြောမယ်ဆိုရင်တော့မက်ဆီအတွက်900ပြည့်ဆိုတာကမျက်စိတမိတ်မိတ်ထားရင်တော့ရနိုင်တဲ့ကိစ္စပါမက်ဆီသာ900ပြည့်သွားတဲ့နေ့မှာရဲဒိုကြောင့်ကိုထက်ငယ်တဲ့သူကကိုအစင်တန်းကိုတတရာနဲ့လာချိနေပြီဆိုတဲ့အသီးနဲ့တင်ညစာစားဝင်မှာမဟုတ်ပါဘူးမက်ဆီတတရာပဲဆက်ကစားပေးပါတပတ်ကအကိုကြီးကတော့ပနတီလွဲတာကိုစိတ်ညစ်ပြီးအသားရည်ထိန်းသိမ်းတဲ့ခရင်နဲ့ပိုလူနေရရှာအောင်မှာမဟုတ်လို့ပါပဲဗျာအဆုံးသတ်မှာတော့ဘောလုံးလောကရဲ့ခင်ကြီးကဘယ်သူလဲဆိုတာကဘာကြီးကမြင့်မြင့်တက်တဲ့အပြင်ဝင်ပြောပေးကြပါလိမ့်မယ်ဟုတ်တယ်မို့လားခင်ဗျာအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ